안녕하세요. 아롱맨 맹라와. 디네 쩌마로리 topic 2 메고 한 리젠 나오 섰더 마 피바레. 디네야 자로 reading number 28နဲ့29နှစ်ပုဒ်ကိုအတူတူဖြည့်ဆည်းသွားမှာဖြစ်ပါတယ်ရှင်။ကြည့်ကြည့်အောင်နော်။တော့ကြတော့28ကနေ31ထိပေါ့နော်၄ပုဒ်ဒါမဲ့ကျွန်မကဒီဗီဒီယိုမှာတော့28နဲ့29နှစ်ပုဒ်ကိုပဲပြောသွားမှာဖြစ်ပါတယ်။ထောင်းမို့ဒီကိုအောက်ပါတော့ကိုဖတ်ပြီးကွက်လက်အဲနော်ကွက်လက်မှာတဲ့တော့ကဝင်သွားရမယ်နေယုံကိုအချက်အနေနဲ့가장 알맞은 것을အသင့်တော်ဆုံးဟာကိုတဲ့고르십시오ရွေးပါလို့ပြောတယ်နော်နံပါတ်28ဗာပေးထားတယ်လေ수업의 개인 방식을အတန်းထဲမှာပေါ့နော်အတန်းထဲမှာဒီကစားနည်းပေါ့နော်ကစားနည်းတွေကိုတဲ့도입하면ထည့်လိုက်မယ်ဆိုရင်열의를 갖고 열의를 갖다고 자ကျွန်မကောင်းအောင်ဘာသာပြန်ရရင်နော်အားတက်တယ်ရောတဲ့참여하는 ပါဝင်ကြတဲ့학생들이 많아진다.ကျောင်းသားတွေများလာတယ်။အဲ့တော့အတန်းချိန်မှာစာပဲတင်တာမဟုတ်ဘူးကွာ။စာတော့တင်တဲ့တို့တော့သူနဲ့တက်ဆိုင်တဲ့ကစားနည်းတွေထည့်ပြီးတော့တင်တဲ့နီလန်ပေါ့နော်။အဲ့နီလန်သုံးမယ်ဆိုရင်အားတက်တယ်ရောပါဝင်လှုပ်ရှားတဲ့ကျောင်းသားတွေများလာတယ်ဆိုတဲ့အထိပ္ပယ်ပေါ့နော်။ဟုတ်ပြီ။နောက်စာကြောင်းလေးကကြတော့학생들은ကျောင်းသားတွေကတော့ 흥미진진한စိတ်ဝင်စားကြရန်ကောင်းတယ်တဲ့ 퀴즈를 퀴즈ဆိုတာကညစမ်းမေးခွန်းတွေကို풀며ဖြည့်ပြီးတဲ့용어와 용어ဆိုတာဘာလဲအခေါ်ဝေါ်ခေါ်တာနော်အခေါ်ဝေါ်တွေ개념သဘောတရားတွေကို익힌다ရင်းနှီးသွားတယ်နော်အဲ့တော့မေးခွန်းတွေပေါ့ဥမာကညာစာမေးခွန်းတွေဖြေရင်ဒါဒီလိုခေါ်တယ်ပြီးလို့ရှင်သူ့ရဲ့သဘောတရားဘာဆိုတာအဲ့လိုမျိုးပေါ့နော်အလိုလိုနေရင်သူတို့တွေကရင်းနှီးသွားစေတယ်တဲ့ရင်းနှီးသွားတယ်퀴즈ရဲ့정답을ဒီညာစာမေးခွန်းရဲ့အဖြေကိုတဲ့마친 학생에게는ဖြေမှန်ဖြေနိုင်တဲ့ကျောင်းသားကတော့တဲ့즉각적으로ချက်ချင်းပေါ့နော်ဖြေမှန်မှန်သွားပြီဆိုတာ ਨੇ 점수가 부여되는데အဲ့တော့အမှတ်တွေကရလာတယ်ပေါ့နော်ချက်ချင်းအမှတ်ထွက်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်어려운 문제를အဲ့တော့ခတ်တဲ့မေးခွန်းတွေကိုတဲ့빨리 맞힐수록 냠냠ဖြေနိုင်လေလေ획득하는 점수가အဲ့တော့ရရှိလာမယ်အမှတ်ကလည်း크다များတယ်ပေါ့နော်အဲ့တော့မြန်ဖြေနိုင်လေအမှတ်များရလေပေါ့နော်ခတ်တဲ့ဟာဆိုလို့ရှိရင်이러한 방법을ဒီလိုမျိုးနီလန်ကိုတဲ့활용하면သုံးလိုက်မယ်ဆိုရင်학생들이ကျောင်းသားတွေကကွက်လက်စု있다ကွက်လက်နိုင်တယ်လို့ပြောတာပေါ့နော်ဟုတ်ပြီသူပေးထားတဲ့အဖြေ၄ခုတွေကကိုကတင့်တော်ဆုံးဟာရွေးပေးရမှာနော်နံပါတ်1교실 환경을 살필 수 있다အဲ့တော့교실 환경ဆိုတာဗာလဲစာသင်ခန်းရဲ့ 환경အနေထားကိုတဲ့ 살필 수 있다 살피다ဗာလဲကြည့်ရှုနိုင်တယ်ဆိုတဲ့သဘောမျိုးကွာအဲ့တော့ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနော်နံပါတ်2 수업에 보다 집중할 수 있다. အတန်းထဲမှာပို့ပြီးတော့အာယုံစိုက်နိုင်တယ်ဟုတ်လားဟုတ်ပါတယ်နော်အဲ့လိုဆိုတော့ဒီလိုနီးလန်းနဲ့တောင်းမယ်ဆိုလို့ရှိရင်ကိုကအဖြစ်မှန်များရှာခြင်းတဲ့အတွက်ကြောင့်မလို့အာယုံစူးစိုက်မှုတွေပို့ပြီးတော့ကောင်းလာနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်မှန်ကနံပါတ်2ဖြစ်ပါတယ်နော်ဟုတ်ပြီကျမတို့လေ့လာနေရဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်3ကိုဆက်ကြည့်ပါမယ် 게임에 흥미를 느낄 수 있다. အဲ့တော့game ဆိုတဲ့ဒီ game ပေါ့နော် game မှာတဲ့ 흥미 စိတ်ဝင်စားမှုတွေကို 느낄 수 있다 ခံစားနိုင်သေးတယ်အဲ့တော့ဒါက game မှာပို့ပြီးတော့စိတ်ဝင်စားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကအဲ့လိုမျိုးအဓိပ္ပာယ်မဟုတ်ဘူးเนาะနံပါတ်4 친구들과 더 소통할 수 있다 တကယ်ချင်းတွေနဲ့ပို့ပြီးတော့ဗာလဲစကားဒီမှာအများကြီးပြောနိုင်လာတယ်ဆိုတဲ့ခါကြတော့လေဒါလည်းမဟုတ်ဘူးเนาะဒီစာပိုက်ထဲမှာအဲ့ဒီဆိုလိုရင်းနေမပါဘူးเนาะသူပြောထားတာကဗာလဲကလေးတွေကအတန်းထဲမှာပို့ပြီးတော့တက်ကြွနဲ့ပါဝင်လှုပ်ရှားလာတာလေအဲ့တော့ပါဝင်လှုပ်ရှားရဲဆိုတာကဗာလဲအတန်းထဲမှာပို့ပြီးတော့အာယုံစိုက်လာတာကိုပြောချင်တာလေအဲ့တော့ဖြေမှန်လေးကနံပါတ်2ဖြစ်ပါတယ်เนาะအဲ့ဒါဆိုရင်ကျမတို့နံပါတ်29ကိုဆက်ကြည့်ပါမယ်เนาะ29ကကြတော့지구가 아파요အဲ့တော့지구가 아파요ဆိုတဲ့ခါကြပါလေကဘာမြေကြီးက 아파요 နေမကောင်းဘူးဆိုရပြောတယ် 지구가 아파요라는 နော်အဲ့တော့ကဘာမြေကြီးနေမကောင်းဘူးဆိုတဲ့문구가ဒီစာကြောင်းကပေါ့နော်စာတန်းကတဲ့새겨진 티셔츠나 새겨지다ဆိုတာဗာလဲရေးထားတဲ့ t-shirt ဆိုတာဒါဗာလဲ t-shirt ကိုပြောတာနော်အဲ့တော့ကဘာကြီးနေမကောင်းတော့ဘူးဆိုတဲ့စာတန်းပါတယ်အဲ့လိုမျိုး t-shirt တွေနောက်ပြီးတော့잘려나간 나무가 그려진 가방အဲ့တော့အခုတ်ခံထားတဲ့တစ်ပင်တွေပေါ့နော်အဲ့တော့တစ်ပင်အဲ့လိုအပိုင်းအခုတ်ခံထားတဲ့တစ်ပင်ပုံကြီးဆွဲထားတယ်ပေါ့နော်ဗာလဲ가방အိတ်တွေ등을စသည်ကိုတဲ့구매하는ဝယ်ယူတဲ့သူတွေတဲ့ဝယ်ယူတဲ့사람들이လူတွေက증가하고 있다 증가하다များပြလာတယ်တဲ့နော်사람들은လူတွေကတဲ့
그 상품이 아리 비시가래 너 꼴락기 때문에 너 꼴락기 때문에서 가잖아 꼴락자오네 구매를 한다 왜 잘해 허비 디안에 사비로 대자용 사이바 너 그들은 들어가래 구매한 물건을 알아 들어외래 비시고래 일상에서 너 내생 버와래마 사용함으로써 어떤 표현 앞에 사회 문제에 사회에서 말해 루무 바wen지는 변화 뼈다나네 문제에 대한 뼈다나네 빠따때 입장을 표현한다. 너 들어의 발에 간유자고 퍼비아니래. 들어 알로 비시래 들어 동네. 알아 들어가 뒤로 묘번어 들어의 간유자고 다리네 빠따때 들어의 간유자고 퍼비아니래 더 묘번. 너 그리고 빌어 주변 사람들이 들어의 바wen지 마시래 루리가 그 상품을 보고 들어동니 랩지시리고 찌비래 거기에 아리마 담긴 메시지에 대해 아리마 묘타래 발에 메시지 메시지네 빠따때 빠따비러 관심을 갖도록 한다. 생활사라အောင်လို့ 들어리가လုပ်တယ် ဆိုတဲ့ ထိပ်ပဲပေါ့နော် ဟုတ်ပြီ ကွက်လက်ထဲဝင်ရမယ့်ဟာကိုကြည့်မယ်နော် နံပါတ် 1 세련되게 디자인되어 있기 때문에 세련되다ဆိုပါလေတစ်ဆန်းတာကိုပြောတာနော်ဆန်းပြအောင်လို့ဒီဇိုင်းထုတ်ထားတဲ့အတွက်ကြောင့်နဲ့သူတို့ကဒါဝယ်တာလို့ပြောလားသူတို့ရဲ့ဆိုလို့ရင်အဲ့ဒါမဟုတ်ဘူးနော်နံပါတ် 2 천년 소재를 만들었기 때문이다အဲ့ဒါ 천년ဆိုတာကကြတော့တဘာဝနော်တဘာဝ 소재ဆိုတာကကုန်ကြမ်းနဲ့ 만들어졌기 ဆိုတာကကြတော့ပြုလုပ်ထားတဲ့အတွက်ကြောင့်နဲ့သူတို့ကဒီဟာကိုဝယ်တာတဲ့ဟုတ်လားဒါအဲ့ဒီတဘာဝနဲ့ပြုလုပ်ထားတယ်ဘာတွေလုံးဝမပြောထားအောင်နော် T-shirt နဲ့ပါလဲအဲ့ပဲပြောထားနော်တဘာဝပစ္စည်းနဲ့ပြုလုပ်ထားတယ်ဆိုပြီးတော့ဘာမှမပြောထားပါဘူးနော်ဟုတ်ပလားနံပါတ် 3 본인의 체형을 보완해 주기 때문에 ဆိုတဲ့ခါကျတော့ 본인 ဆိုတာမိမိရဲ့ 체형 ဆိုတာကျတော့ခန္ဓာကိုယ်ပုံစံပေါ့နော် 보완하다 ဆိုတာကျတော့ခန္ဓာကိုယ်ပုံစံကိုသူကနည်းနည်းလေးထိမ့်ပေးတယ်ဆိုတဲ့ခါကျတော့ဒါခန္ဓာကိုယ်နဲ့မဆိုင်ဘူးเนาะ T-shirt ဆိုလို့ရှိရင် T-shirt ပဲလေဒီရှိရင်ရှိတဲ့အတိုင်းပဲအတိတ်ပဲပေါ့လားလေခန္ဓာကိုယ်လှအောင်လုပ်ပေးတာမဟုတ်ပါဘူးเนาะနံပါတ် 4 ဘာလဲဆိုတော့ 자신의 가치관을 드러낼 수 있기 때문에 အဲ့တော့ 자신의 မိမိရဲ့ 가치관 ဆိုတာဘာလဲကိုယ့်ရဲ့ခံယူချက်အယူအဆပေါ့နော်အယူအဆကို 드러낼 수 있기 အဲ့တော့ဖော်ပြနိုင်တဲ့အတွက်ကြောင့်သူတို့ကဝယ်တာတဲ့ဆိုတဲ့ခါကျဟုတ်လားမဟုတ်ဘူးလားအဲ့တော့သူ့ရဲ့ဒီကွက်လက်ရဲ့နောက်စာကြောင်းမှာကြည့်လိုက်မယ်ဆိုရင်အဲ့ဒီပေါ့နော်사회 문제에 대한 입장을 표현한다ဆိုခါကျတော့ဒီလူမှုပတ်ဝန်းကျင်ပေါ့နော်ဒီ사회 문제ဆိုလူမှုပတ်ဝန်းကျင်ရဲ့ပြဿနာတွေနဲ့ပတ်သက်တဲ့ 입장ဆိုတာသူတို့ရဲ့သဘောထားသူတို့ရဲ့ခံယူချက်ကို표현한다ဖော်ပြနေတယ်ဆိုခါကျတော့နံပါတ် 4နဲ့ကိုက်ညီပါတယ်နော်ဟုတ်ပလားအဲ့တော့ဖြေမှန်လေးကနံပါတ် 4ဖြစ်ပါတယ်နော်ဟုတ်ကဲ့နော်စာပိုက်ကိုတေချာဖတ်လို့ရှင်စာပိုက်ထဲမှာအဖြေမှန်လေးပါပါတယ်နော်တေချာနားလည်နိုင်မှသာလေအဖြေကိုရွေးနိုင်မှာဖြစ်ပါတယ်ရှင်ဟုတ်ပါပြီဒီနေ့ကျွန်မလည်းလေ့ကျင့်ခဲ့တာကြတော့နံပါတ် 28နဲ့ 29ပဲဖြစ်ပါတယ်ရှင်အဲ့တော့အထောက်အကူဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်မရှင်းတာရှိလို့ရှိရင်ကျွန်မကို comment မှာချန်ပြီးတော့မေးလို့ရပါတယ်ရှင်ဟုတ်ပါပြီကျွန်မရဲ့ဗီဒီယိုလေးကိုဒီမှာနေမှာအဆုံးသတ်လိုက်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်감사합니다 또 봐요